နတ်ဖျားတွေနဲ့ခင်ဗျားတို့ဆုံဘူးလားဒါမှမဟုတ်ဆိုရောက်ဆုံဘူးကျင်ကြလားတကယ်လို့ဆုံဘူးကျင်တယ်ဆိုရင်တော့ဒီဗီဒီယိုကမိတ်ဆွေတို့တက်ဖြစ်ပါလိမ့်မယ်နေပါဦးကျွန်တော်ပြောတာနက်ကတော်တွေကြောင့်မဟုတ်ဘူးเนาะတော့ကြနေခင်ဗျားတို့ကငကနာပေးပြီးကနေတဲ့နက်ကတော်တွေတော့ပြီးနေမှာဆိုတော့ကျွန်တော်ပြောချင်တာကလွန်ခဲ့တဲ့နှစ်တွေများစွာကလူသားတွေဟာနတ်ဖျားတွေနဲ့တွေ့ဆုံဖို့လိလန်းမျိုးစုံနဲ့ကြိုးစားခဲ့ကြတာကိုပါနေရာဒေသလိုက်နတ်ဖျားတွေနဲ့ဆက်တဲ့ပုံကတော့မျိုးကွဲပြားကြတယ်တချို့ကအုံပွဲငှက်ပြောပွဲတွေနဲ့ပူဇော်ကြတယ်တချို့ကသမီးကညာလေးတွေကိုဆက်သားကြတယ်ဒါပေမဲ့အခုကျွန်တော်ပြောပြချင်တဲ့နီလန်းကတော့အဲ့လိုရိုးရိုးတန်းတန်းတွေကနေပြီးတော့နည်းနည်းလေးကွဲထွက်နေတာပါဘာလို့လဲဆိုတော့သူကဟိုတစ်မျိုးတာပြီးနတ်ဖျားတွေစီကိုခီးထွက်ခဲ့ကြလို့ပါမင်းကလည်းကွာငါတို့ကအဟုတ်မှန်လို့ကြည်နေတာမှုเจ้าလာပြောနေတယ်လို့မပြောခင်ဒီမှုနဲ့နတ်ဖျားတွေကြားကလှုပ်ဝက်ချက်ကိုကျွန်တော်ရှင်းပြပါမယ်မိတ်ဆွေတို့ရဲ့အချိန်2မိနစ်လောက်လေးပဲပြီးပြီးတော့နားထောင်ကြည့်ပါခင်ဗျားတို့ရဲ့တွေးစရာတစ်ခုခုရသွားလိမ့်မယ်လို့ကျွန်တော်အမခံတယ်မှုရဲ့နာမည်က Fine Aglet လို့ခေါ်တယ်သူ့ကိုအင်္ဂလိပ်စကားလုံးရင်ကောင် fry ဆိုတဲ့စကားလုံးတစ်လုံးနဲ့ aglet မိုတမျိုးဆိုတဲ့စကားလုံးနှလုံးကိုပေါင်းစပ်ထားတာဖြစ်ပြီးတော့ဒီမှာလိုတိုက်ရိုက်အဓိပ္ပာယ်ပြန်မယ်ဆိုရင်တော့ရင်ကောင်တွေကိုတတ်တတ်မှုလို့အဓိပ္ပာယ်ရတယ်။ဒါဆိုရင်ဒီရင်ကောင်တွေကိုတတ်တတ်မှုလေးကလူသားတွေကိုနတ်ဖျားတွေစီကိုဘယ်လိုခေါ်သွားပြီးမှလဲ။လွန်ခဲ့တဲ့နှစ်ပေါင်း4000ဝန်းကျင်အိန္ဒိယနိုင်ငံရဲ့ရှေးကျဆုံးကျမ်းစာဖြစ်တဲ့ Ravida ထဲမှာဂါရာပေါင်း1000ကျော်ရှိတဲ့ထဲကမှခန်း120ကိုဆိုမားဆိုတဲ့အပင်ဒါမှမဟုတ်ဖြော်ရမကတစ်မျိုးတည်းကိုပဲတိတက်ချီကျူးပူဇော်ထားတာကိုတွေ့ရတယ်။ဆိုမားဆိုတာကဘာလဲ။ကျန်းစာအရဆိုမားကတောက်တိုးလိုက်တာနဲ့မသေးစေနိုင်တဲ့မျက်စိကိုရစေတယ်။ခွန်အားတွေကိုတိုးပွားစေတယ်။နတ်ဖျားတွေနဲ့တွေ့ဆုံစေတယ်လို့ဆိုကြတယ်။စိတ်နှံဖျားအင်ဒရာတော်မှာတိုက်ပွဲမဝင်ခင်ခွန်အားရစေဖို့အတွက်ဒီဆိုမားကိုတောက်တိုးပြီးမှတိုက်ပွဲဝင်လေရှိတယ်လို့ဖော်ပြထားတယ်။အင်ဒရာဆိုတာကဟိန္ဒူတန်တာကြီးနဲ့ဝေဒခေအိန္ဒိယယဉ်ကျေးမှုမှာအလွန်တကူကြီးတဲ့နာမည်ကြီးတစ်ပါးပေါ့ကျွန်တော်တို့ညီမလူမျိုးတွေသိကြတဲ့တရားမင်းရဲ့မူလစင်မြစ်ကအင်ဒရာနာမည်ပဲအင်ဒရာကနတ်ပြည်ရဲ့ရှင်နေကန်ဖြစ်ပြီးတော့နတ်ဖျားအလုံးကိုအုပ်ချုပ်ရသူလည်းဖြစ်တယ်ပရိဒန္တာကြီးထက်ကဇိုးနာမည်နဲ့လာသနာတူပြီးတော့မိုးကျွန်းနာမည်မိုးနာမည်လို့လည်းလူသိများတယ်သူရဲ့အဓိကလက်နက်ကမိုးကျွန်းသွားဖြစ်ပြီးဘာဘောကအင်အားကြီးဆုံးလက်နက်တစ်ခုလို့လည်းတင်စားခေါ်ကြတယ်သူရဲ့စီးတော်ကကောင်းတုံးလို့ပါတဲ့ခေါင်းမြောက်များစွာပါတဲ့ဖြိုးရောင်ပြောင်းဆင်မင်းစိန်ပြောင်ကြီးတစ်ကောင်လိုက်ဖြစ်သေးတယ်။အင်ဒရာရဲ့ထင်ရှားသောတမိုင်းကြောင်းကတော့ဗရီထရာဆိုတဲ့မွေကားကြီးကိုတက်ခဲ့တာပေါ့။ဒီမွေကားကြီးကကဘာပေါ်ကရေတို့အားလုံးကိုပိတ်ဆို့ထားလို့လူတွေငတ်မွန်ခေါင်းပါနေချိန်မှာအင်ဒရာကတိုက်ပွဲဝင်ခဲ့တာ။ဒီတိုက်ပွဲမှာနိုင်ရဖို့အတွက်အင်ဒရာက Fry Aggress လို့ထင်ရတဲ့ဖြိုးရမကောက်ကိုအများကြီးတောက်ပြီးခွန်အားတွေရလာကမှဒီမွေကားကြီးကိုနေနေခဲ့တယ်လို့ Ravida ကျမ်းထဲမှာရေးသားထားတယ်။ရှစ်ခေတ်လူတွေကမိုးရွာဖို့အင်ဒရာနမင်းကြီးကိုထူပူစော်ကြတယ်။သူစိတ်ဆိုးရင်မိုးခေါင်တယ်၊သူစိတ်ကြည်ရင်မိုးကောင်းကောင်းရွာတယ်လို့ယုံကြည်ကြသေးတယ်။ဗုဒ္ဓဘာသာထွန်းကားလာတဲ့အခါမှာတော့ဒီအင်ဒရာနမင်းကိုတက္ကနတ်မင်းဒါမှမဟုတ်တရားမင်းဖြစ်ပုံဖော်လာကြတယ်။လူလောကမှာကောင်းမှုလို့သူမကောင်းမှုလို့သူကိုရွှေပေးလွှာခွေးတရီပရဖိုက်နဲ့မှတ်တမ်းတင်တဲ့နမင်းကြီးဖြစ်မြန်မာလူမျိုးတွေကယုံကြည်ကြတာပေါ့။သမိုင်းဥက္ကဘာရဲ့အစစ်နှံပြကြီးအင်ဒရာမှာတိုက်ပွဲဝင်ခါနေခွန်အားတွေရလာဖို့အတွက်ဒီမှုကနေပေါ်ဆက်ထားတဲ့ဆိုမာဖြိုရီကိုအကူခဲ့ရသေးတယ်။ဒါကဒီမိုနီလေးတွေမှာဘလောက်တောင်စွမ်းထက်တဲ့ဓာတ်တွေပေါဝင်နေတယ်ဆိုတော့ကိုတက်တည်ပြနေတာပါပဲ။ဒါတင်ပဲလားဆိုတော့မဟုတ်သေးဘူးဗျ။ကျွန်တော်တို့ဆော့နေရစူပါမာရီယိုဂိမ်းတွေကမိုနီလေးတွေအကြောင်းစဉ်းစားကြည့်ဘူးလား။သူကတကယ်တော့လက်တွေ့လောကတဲ့က Fry Aggress ဆိုတဲ့မိုရဲ့အာနိသင်ကိုယူထားတာဗျ။ဂိမ်းထဲမှာမာရီယိုကမိုလေးတွေကိုစားလိုက်တာနဲ့တကူလုံးကြီးသွားတယ်မလား။ပြင်မာလည်းပဲဒီမိုမှာပါတဲ့စိတ်ကလူဦးနောက်ကိုတွားပြီးတော့ထိခိုက်တာဗျ။အဲ့ဒီခါမှာပတ်ဝန်းကျင်ကပစ္စည်းတွေကိုကျွန်တော်တို့မြင်နေရတဲ့ပိုကြီးနေလို့တယောက်တည်းမှဖြစ်စီတာပေါ့ဒါကိုစိတ်ပညာရ Alice in Wonderland Swindle လို့ခေါ်တယ်ဂိတ်ဖန်တီတူရှီဂဲရုမီယာမိုတိုကဒီယူဆောက်ကိုယူပြီးတော့မာရီယိုကိုကြီးသွားအောင်ဖန်တီးခဲ့တာပေါ့နောက်ပြီးမာရီယိုကကိုထက်ကြီးနေတော့မှသူ့ရဲ့ရန်သူနဲ့တိုက်မိရင်ချက်ချင်းမသေးပဲပြန်သေးသွားတယ်မလားဒါကဂိမ်းရဲ့ logic ရပြောရရင်ဒီမိုကမာရီယိုအတွက်ရှင်းတစ်ခုတော့ကာဘာတစ်ခုလို့ပေါ့အပူတက်တစ်ခုလို့လုပ်ပေးတာဒါတင်မကသေးဘူးမာရီယို
တေးသေးတုန်းကခွဲလို့မရခဲ့တဲ့အုတ်ခဲတွေကိုမှုစားပြီးမှခွဲနိုင်တာကလည်းပဲခွန်အားတိုးလာတာကိုပြချင်တာဒါကရှင်းဟောင်းရပိတာကြံတဲ့မှာဒီမုံနဲ့လှုပ်ထားတဲ့ဆိုးမရမကောက်ကိုတောက်ပြီးမှခွန်အားရလာတဲ့နတ်ဖျားတွေရဲ့ပုံပြင်နဲ့တောင်မှသဘောတရားချင်းသွားတူနေတာကထူးဆန်းတယ်မလားဒါတင်မကသေးဘူးဗျရှေးခေတ်ဖိုက်ကဲစစ်တီတွေတိုက်ပွဲဝင်တဲ့အခါနာကျင်မှုကိုမသိတော့ဘဲနဲ့ရဲရဲဝဝတိုက်ခိုက်နေတဲ့ဘာသာကဆွမ်းဆိုတာကလည်းဒီမှုကြောင့်ဖြစ်နိုင်တယ်လို့ယူဆကြတယ်ဘာသာကဆိုတာကဘာလဲတိုးချုပ်ပြောရရင်တော့သူတို့ကဖိုက်ကဲစစ်တီတွေထဲမှာကြောက်ရွံ့ဆိုထူးတပ်ဖွဲ့လိုမျိုးပေါ့ထူးဆန်းတာကသူတို့ကတိုက်ပွဲတွေကိုသွားရင်ချက်ဝတ်တစားတွေဝဝဗျလိမ့်စာတီကိုပဲဝတ်ပြီးတော့တိုက်ပွဲဝင်ခဲ့ကြတာအဲ့ဒီချိန်မှာသူတို့ကတာမန်လူတွေတဲ့ဆောက်ပေါ်ကတန်မာလာပြီးတော့နာကျင်မှုကိုလုံးဝမသိတော့ရှိမှရှိတဲ့ရန်သူလားမိတ်ဆွေလားဆိုတော့လည်းမခွဲခြားတတ်တော့ဘူးအကုန်တပ်ပြတ်တဲ့ဘာသာကမုတ်တဲ့ရောက်သွားတော့တာပဲ1984ခုနှစ်မှာတော့ပညာရှင်ဆမ်ရာအိုတန်ကဘန်ကွင်းတွေဟာဒီလိုယူတော့သွားအောင်ဒီ fine aggress ပုံကိုစားသုံးခဲ့တာလို့စတဲ့ဆိုပြခဲ့ကြတယ်ဒီမှုကလူကိုစိတ်ကြွစီပြီးတော့နာကျင်မှုကိုမခံစားရအောင်လုပ်ပေးနေတာကိုတမိုင်းထောက်ထားရအငြင်းပွားစရာတွေရှိနေသေးပေမဲ့ရန်သူကိုမြင်လိုက်တာနဲ့ဘောဝတီကိုခြုံလက်ထက်မှာပစီတလက်ကိုကင်ပြီးတော့ရှေ့ကရှိသမျှအကုန်ပန်းဖြတ်မဲ့ဒီဘာဆက်ကတွေရဲ့စွမ်းဟာတကယ်ပဲမော်ဆန်တဲ့ဒီမှုန်နေလေးတွေကနေလာတာလားဒါကတော့တကယ်ကိုရင်ခုစရာတမိုင်းပဟီနီတခုပါပဲမှုအကြောင်းပြောရင်နောက်ထပ်အက်ဒမီတခုလည်းခြံထားလို့မရဘူးဗျပါတယ်။ One Piece ကချူပါရဲ့တိတ်ဆန်ကြောင်ပေါ့။ဇလန်ထဲမှာပါတဲ့အာမီယိုဒါခဲဆိုတဲ့မိုကတကယ်တော့ကျွန်တော်တို့ပြောနေတဲ့ Fire Aggress မိုကိုခြေခံထားတာဗျ။ဒီဇလန်ကတကယ်ကိုဝမ်းနည်းစရာလည်းကောင်းတယ်။ချူပါရဲ့ဆရာဒေါက်တာဟီရိုဒိုကယောဂတက်တန်ဖြစ်နေတဲ့ချိန်မှာချူပါကသူ့ရဲ့ဆရာကိုကူပေးခြင်းတဲ့စေတနာနဲ့အဲ့ဒီမိုကိုတွားခိုးလာခဲ့တာ။ဆရာဖြစ်သူကလည်းဒီမိုကိုစားလိုက်ရင်ဆန်နာရီတွင်းတည်တယ်ဆိုတာကိုသိနေခဲ့တယ်။ဒါပေမဲ့ချူပါခိုးလာခဲ့တာကိုချူပါရဲ့စေတနာကိုသိမှတ်ပြုတဲ့နဲ့သူ့ဆရာကသူ့တင်ကြီးနဲ့စားခဲ့တယ်။အဲ့ဒီချိန်မှာဆေးပညာကျွမ်းကျင်တဲ့နောက်ထပ်ဆရာတယောက်ဒေါက်တာခရဲဟာရောက်လာပြီးတော့ဒါဟာပြင်းစားစိတ်မှုဆိုတာကိုသိသွားတဲ့အခါမှာချူပါကိုဒေါသထွက်ပြီးတော့ကန်ထုတ်ပါလေရော။သူမပြောခဲ့တဲ့စကားထဲမှာမှတ်သားစရာတစ်ခုရှိသေးတယ်။မင်းရဲ့စေတနာတက်တဲ့နဲ့လူတယောက်ကိုမကယ်နိုင်ဘူးတဲ့။ဆေးပညာဆိုတာဒီလောက်မလွယ်ကူဘူးတဲ့။ဒါမှန်လားဆိုတာကိုမိတ်ဆွေတို့လည်းသိမှာပေါ့။ကြောက်ဘူးနာမရှိုံနေနဲ့ကျွန်တော်တို့ယောဂတွေပါတယ်သွားဆန်းလို့မရဘူးလေပို့ဆိုးသွားတယ်ဆိုတော့ကိုဘုံလုံးနဲ့တိပြီးလောက်ပြီးမှာပေါ့တကယ်တော့ဒေါက်တာဟီရိုဒိုဟာဒီစိတ်မိုကြောင်မသိခင်မှာပဲကိုတိတ်ကရှိနဲ့ကိုဆုံးစင်သွားခဲ့တယ်အဲ့ဒီခါမှာတော့ချိုပါကသူ့ရဲ့မတိနားလည်မှုကြောင့်သူချစ်ရဆုံးဆရာတရားကိုစိတ်မိုကြွေးခဲ့မိတယ်ဆိုပြီးတော့အောင်တော်ရဆောင်နဲ့ငိုကြေးပါလေရောအဲ့ဒါကြောင့်ပဲနောက်ပိုင်းမှာချူပါကဘယ်ယောဂမဆိုကုနိုင်တဲ့ဆရာဝန်တယောက်ဖြစ်ရမယ်ဆိုပြီးတော့သူ့ကိုယ်ဆိုသစ္စာဆိုခဲ့တယ်။ဒါကြောင့်ပဲ Fire Aggress လို့လှပတဲ့မှုလေးတွေကိုမြင်ရင်စေတနာနဲ့ပဲဖြစ်ဖြစ်စမ်းချင်လို့ပဲဖြစ်ဖြစ်လုံးဝမဆောင်မိဖို့တော့အရင်ကြီးတယ်ဗျ။ဒီမှုနေလေးတွေရဲ့အကြောင်းကဒီလောက်နဲ့ပြီးသွားတာလားဆိုတော့မဟုတ်သေးဘူးဗျ။နောက်ချန်သေးတယ်။ဒီမိုကိုနတ်ဘုရားကပေးတဲ့လက်ဆောင်လို့ယူဆပြီးတော့မြင့်မြတ်တဲ့အခမ်းအနားတွေမှာတုံးကြတဲ့စိုက်ဘေးရီးယားကမြို့နယ်စုကျောင်းတွေကိုလည်းကျွန်တော်ရှင်းပြအောင်မယ်။စိုက်ဘေးရီးယားကရှာမန်တွေနဲ့ဒီမူရဆက်သွယ်မှုကတော့တကယ်ကိုနည်းနည်းတယ်။ရှာမန်ဆိုတာသူတို့ယုံကြည်ချက်အရလူလောကနဲ့ဝိညာဉ်လောကကိုဆက်သွယ်ပေးတဲ့သူဝိညာဉ်ရေးနည်းနဲ့ယောဂကုသပေးတဲ့သူတွေပေါ့။သူတို့စီမှာကတခြားစိတ်ကြဆေးတွေအပင်တွေမရှိတဲ့အတွက်ကြောင့်မလို့ဒီ Fire Aggress မှုကိုပဲတစ်ခုတည်းသောတကိုးရှင်မှုဖြစ်သတ်မှတ်ထားကြတာပေါ့။ဒါပေမဲ့ဒီမှာရန်အုပ်ဖို့ကောင်းတဲ့ထူးဆန်းတဲ့ဒလိတစ်ခုရှိသေးတယ်ဗျ။အဲ့ဒါကတော့ရှာမန်ကဒီမိုကိုအရင်စားတယ်ပြီးရင်သူတို့က
သူတို့ရဲ့အစီးကိုစီးဆိုတာကကျင်ငယ်ရီကိုရွာသားတွေကပြန်တော့ကြတာပေါ့ဟာဘလို့ကြီးလဲပေါ့အဲ့လိုမတွေးခင်သိပ္ပံနည်းကြချက်လေးတစ်ချက်ကျွန်တော်ရင်ပြောပြမယ်ဒီမိုထဲမှာပါတဲ့စိတ်ကြွတတ်ဟာလူခန္ဓာကိုယ်ထဲမှာပျက်စီးမသွားဘဲနဲ့ကြောက်ကတ်ထက်ကနေငကိုတိုက်ပြန်စစ်ထုတ်ပေးလိုက်တာပေါ့ဒါကြောင့်ပဲရှာမန်ရဲ့စီးဟာမှုစိမ့်ထက်တောင်ပိုပြီးတော့သက်စင်တဲ့စိတ်ကြဆေးဖြစ်နေတာပေါ့စာအိတ်ကိုဒုက္ခပေးပေမဲ့တခြားစိတ်တောက်တွေကရှာမန်ရဲ့ခန္ဓာကိုယ်ထဲမှာကြံခဲ့ပြီးတော့စိတ်ကိုကြွစီမဲ့ဓာတ်ကပဲစီထဲမှာပါလာတာပါဒါကြောင့်လည်းပဲရွာသားတွေကရှာမန်တယောက်ဝိညာဉ်လောကကိုရောက်နေပြီလို့ယူဆရတဲ့ဟော့တက်ချင်းမှာထွက်လာတဲ့စီးကိုစူဆောင်းပြီးတော့မြှပြီးတော့တောက်ကြတာပေါ့ဘလို့နားလဲလဲဘလို့ခွဲလဲတော့မသိဘူးဗျဘယ်ချိန်မှာဒီဝိညာဉ်လောကကိုရောက်သွားလဲဆိုတော့ကျွန်တော်တို့မှမသိနိုင်တော့ဘူးထားပါလေရှာမန်တွေကသူတို့ရဲ့ဝိညာဉ်ဟာအာကာသတစ်ပင်ကြီးပေါ်တက်သွားပြီးတော့နပြားတွေစီကိုပြန်တန်းသွားတယ်လို့ခံစားရတယ်လို့ဆိုကြတယ်ကဲအခုဆိုရင်တော့ဒီနေအောင်မှုလေးတွေရဲ့နောက်ကွက်ကလိုအပ်ချက်တွေကိုအလုံးသိသွားကြပြီလို့ထင်ပါတယ်ရှင်းဟောင်း area ရဲ့နပြားတွေကနေဆိုက်ဘေးရီးယားနှင်းတော်တဲ့ကရှာမန်တွေထိဒီမူကလူသားတွေရဲ့တမိုင်းမှာအလှပဆုံးတဲ့အန္တရာယ်အရှိဆုံးခန်းကဏ္ဍကနေပါဝင်ခဲ့တာပေါ့ဘလောက်ပဲလာဘလောက်ပဲစပိုက်စာမစားမိဖို့ကတော့ကျွန်တော်တို့လိုမယ်နော်စင်စားမိရင်လည်းပဲကျင်ငယ်ရီကိုသူများကိုပြန်မတိုက်ပါနဲ့哦ကျွန်တော်တို့ကရှာမန်တွေမဟုတ်လို့ပါကဲအခုဆိုရင်တော့ကျွန်တော်တို့သိထားတဲ့စူပါမာရီယိုကကိုထဲကြီးစီတဲ့မိုးလေးတွေကလက်တွေ့လောကမှာတော့ချိုးပေါက်ကိုမျက်ရည်ကျစေတဲ့စိတ်အမှုဖြစ်နေတာကိုတွေ့ရမှာပါတဘာဝတရားကပေးတဲ့သင်ခန်းစာတစ်ခုကလှပတိုင်းလည်းမကောင်းသလိုဆွဲဆောင်မှုရှိတိုင်းလည်းပဲမယုံကြည်လိုက်ပါနဲ့ဆိုတဲ့သင်ခန်းစာပဲနောက်တစ်ခါတော်တန်းမှာဒီလိုမှုန်လေးတွေကိုတွေ့ခိုင်းရင်တော့သူတွေကလှပကိုတပ်ပူရပြီးမှတ်တရတင်ထားလိုက်ပါဒါပေမဲ့လုံးဝမိမစမ်းကြည့်ဖို့တော့ထပ်ပြီးတော့သတိပေးပါရစေပေါ့ကချာတွေထဲမှာဘလောက်ပဲထူဆန်းအုပ်ဖို့ကောင်းအောင်ပို့ဖော်ထားပါစေလက်တွေ့လောကမှာတော့ဒီမိုနီလေးတွေကရှောင်ရမယ့်အထက်ကစိတ်မှုတစ်မျိုးပဲဒီဗီဒီယိုလေးကနေတစ်ဆက်သင်တို့မသိတဲ့မှုသမိုင်းကြောင်းတွေကိုဥတတရသွားလိမ့်မယ်ကျွန်တော်တော့မျှော်လင့်မိပါတယ်ခုလိုစိတ်ဝင်စားစရာကောင်းတဲ့ကြောင်းအရာတွေကိုထပ်ပြီးတော့သိချင်သေးတော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်ဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့စာရိုင်းပါ